အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ကျွန်တော်တို့ရဲ့မေတ္တာအိမ်ချမ်းမြေကုမ္ပဏီကနေမိတ်ဆက်ရောင်းချပေးမယ်အသင့်နေလုံးချင်းအိမ်အလှလေးကတော့တင်ငန်းကျွန်းမြို့နယ် Snow Garden အိမ်ယာဝင်းအတွင်းမှာတည်ရှိတဲ့3လက်တိုက်လေးတစ်လုံးပဲဖြစ်ပါတယ်ခင်ဗျချမ်းကျယ်ဝန်း1833 square feet ဖြစ်ပါတယ်ချမ်းရဲ့အတွင်းထဲမှာ SUV ကားအကြီး2စီးကိုချောင်းချောင်းလဲလဲထားရှိနိုင်ပါတယ်အရန်မီးစက် 10kVA အပြင်အိမ်3မီတာ unit တွေရဲ့ control box ကိုခြံဝင်ဝဘယ်ဘက်မှာထားရှိပါတယ်။နောက်ပြီးတော့ခြံဝင်ဝဘယ်ဘက်မှာပဲရေတန်းစင်စနစ်နဲ့ရေမော်တာတွေကိုထားရှိပါတယ်ခင်ဗျ။ကျွန်တော်နဲ့တူတူအိမ်တွင်းပိုင်းကိုဆက်လက်ကြည့်ရှုလိုက်ရအောင်ခင်ဗျ။အဲ့တော့အိမ်တွင်းပိုင်းမှာအိမ်ထဲကိုဝင်ချင်း high ceiling ကောင်းတဲ့အဲဂန်းကျယ်ကြီးတစ်ခုကိုတွေ့ရပါမယ်ခင်ဗျ။မိသားစုကျယ်ကျယ်ဝန်းနဲ့ချိန်ဖြုံးနိုင်တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။တအိမ်လုံးကိုတော့အပီးစီ decoration တွေလိုအပ်တဲ့ furniture တွေအကုန်လုံးထည့်သွင်းတည်ဆောက်ထားပါတယ်ခင်ဗျ။ယခုမြင်နေရတဲ့နေရာလေးကတော့ကျွန်တော်တို့ dining table အတွက်ဖြစ်ပါတယ်။ညဘက်မှာ facility ကတော့ pantry area ဖြစ်ပါတယ်။ dining room ရဲ့ကပ်ရက်မှာkitchen ရှိပါတယ်ခင်ဗျမိဖို့ကြောင့်မှလည်း wardrobe တွေပြေဝထည့်သွင်းတည်ဆောက်ထားပါတယ်ခင်ဗျအဲ့တော့အိမ်ညီညီတက်ရဲ့နောက်ဆုံးမှာတော့ main room တစ်ခုရှိနေခင်ဗျ main room ကလည်းကျယ်ဝန်းပါတယ်နောက်ပြီးတော့ bureau တစ်လုံးထည့်သွင်းတည်ဆောက်ထားပါတယ်ဒီမှာတော့ built-in furniture တွေတော်တော်များပါတယ်ခင်ဗျတော့အောက်မှာတော့ common toilet shower တခုရှိမယ်ကဲကျွန်တော် ਨੇ ပထမဓာတ်ကိုဆက်ပြီးကြည့်အောင်ပထမဓာတ်မှာတော့ master bedroom နှစ်ခန်းရှိပါတယ်ဒါကတော့ master bedroom ခန်းကျယ်တစ်ခုဖြစ်ပါတယ်နိုင်ငံဗီဒီယိုတွေတစ်ခါတည်းတည်ဆောက်ထားပါတယ်ထည့်သွင်းထားပါတယ်အခုမြင်နေရတဲ့ furniture တွေအကုန်လုံးပါဝင်မှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်မလို့ဒီအိမ်လေးကလက်တင်နေရုံအထုပ်ဆွဲပြီးတက်နေရုံအစင်သင့်အခြေအနေထားလေးတစ်ခုဖြစ်တယ်နောက်ပြီးတော့အိမ်ယာဝင်းတွင်းမှာတည်ရှိတာမို့လို့24နာရီလုံးကြုံရေးစနစ်ရှိတဲ့အတွက်တော်တော်လေးအဆင်ပြေပါတယ်ခင်ဗျဒါကတော့နောက်ထပ် master bedroom တစ်ခုဖြစ်ပါတယ်အခန်းတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကတော့အလယ်မှာ partition တွေနဲ့သုံးထားတယ်ပြန်ရွှေ့ခြင်းနဲ့ရပါတယ်ဒါကတော့ဒီဘက်ပထမတက်ရဲ့ဒုတိယ master bedroom ရဲ့ toilet နဲ့ shower ဖြစ်တယ်ကျွန်တော်အကြိုက်ဆုံးနေရာလေးရောက်ပြီဒါကတော့ကျွန်တော်တို့ mini bar လို့ပဲပြောရမှာပေါ့နော် mini bar area လေးဖြစ်ပါတယ်ခင်ဗျ mini bar ကနေပြီးတော့အောက်ကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ air gun ကျယ်နေရာကိုတက်ရိုက်တွေ့ရပါတယ်စီလင်ဟိုက်မြင့်ပြီးတော့ဒီဇိုင်းဆွဲတည်ဆောက်ထားတာဘာကြောင့်လဲဆိုတော့အလင်းရောင်ကောင်းမွန်စွာရဖို့ဖြစ်ပါတယ်အဲ့တော့အိမ်ရှိမှာတော့ဘုရားကန်းတည်ရှိပါတယ်ခင်ဗျဘုရားကန်းပြီးရင်ပထမတက်ရဲ့ veranda လေးရှိပါတယ်ခင်ဗျsmoking area လေးထားလို့ရတယ်။ကဲအဲဆိုရင်တော့ကျွန်တော် ਨੇ ဒုတိယဓာတ်ကိုလိုက်ကြည့်ပေးပါဦးဗျ။ဒုတိယဓာတ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကလည်းပထမဓာတ်နဲ့မတိမ်မြေပါဘူး။အဲ့တော့ဒုတိယဓာတ်မှာလည်းရေချိုးကိုင်းသာတွဲရက်ပါတဲ့အိတ်ခမ်းနှစ်ခမ်းရှိပါတယ်။ဒီတောင်ဆုံးကကတော့အိတ်ခမ်းကျယ်ဖြစ်ပါတယ်။ပထမဓာတ်ကအိတ်ခမ်းကျယ်နဲ့ site တူတူပြင်ဆင်မှုအကုန်လုံးတူတူဖြစ်ပါတယ်ခင်ဗျဒီဘက်ကတော့ဒုတိယမြောက်ရေချိုးကိုင်းအင်သာတွဲရက်ပါတဲ့ဒုတိယမြောက်အိတ်ခမ်းကိုပြပေးပါမယ်
တိန်လုံးမှာတော့တန်ပန်းပတ်လည်းတက်ထားပါတယ်ခင်ဗျာတော့ယခုပုံထဲမှာတွေ့မြင်နေရတဲ့ furniture တွေအကုန်လုံးထားခဲ့မှာပါခင်ဗျာအဲ့တော့ဒီနေရာလေးကတော့ဧကန်းနေနဲ့သုံးရင်လည်းသုံးလို့ရတယ်စာကြည့်စပွဲအလုပ်ခန်းအဲ့လိုမျိုးနေရာမျိုးလေးတွေလည်းထားလို့ရပါတယ်ဒီနေရာလေးကတော့ gym လုပ်လို့ကောင်းမယ်ဒါမှမဟုတ်လို့ရှင်လဲ store တစ်ခုခုထားလို့ကောင်းတယ်ဒါကတော့ကျယ်ဝန်းလာတဲ့ veranda ဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးတက်နေရပါခင်ဗျာမိသားစုတွေညနေဆောင်ညဘက်စုံစည်းပြီးတော့barbecue လေးတွေလုပ်စားတာပဲဖြစ်ဖြစ်စကားအေးဆေးပြောကြတာပဲဖြစ်ဖြစ်တော်တော်လေးအဆင်ပြေတဲ့နေရာကျယ်တစ်ခုဖြစ်ပါတယ်ခင်ဗျ။ရောင်းချပေးမယ့်ဈေးနှုန်းကတော့21,500ညှိနှိုင်းဖြစ်ပါတယ်ခင်ဗျာ။160 ဂရန်အမီပေါက်ကိုယ်တိုင်ကရောင်းချပေးမှာဖြစ်ပါတယ်။အသေးစိတ်ရှိလို့ရင်လည်းစုံစမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။